အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Football Impression Channel ကနေကြိုးဆိုပါရစေ Real Madrid အသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Vinicius Junior နဲ့ပတ်သက်ပြီးတော့သတင်းတွေအများကြီးဖော်ပြထားတယ်ဒီသတင်းတွေကိုကျွန်တော်တို့ည7:00 နာရီခွဲဝန်းကျင်လောက်ကဖော်ပြထားတာပဲဖြစ်တယ်ဒီသတင်းကိုကျွန်တော်တို့ David Ornstein ရော Fabrizio Romero ရောနောက်ပြီး Benjaco ရောနောက်ထပ်ကျွန်တော်တို့ဒီ Athletic ကပါဖော်ပြထားတာပဲဖြစ်တယ်ကျွန်တော်အနေနဲ့ဘောလုံးသတင်းများကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခြင်းအပြင်ကူညီပေးနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့သတင်းတွေအများကြီးတွေကမှကျွန်တော်အနေနဲ့ပေါ့နော်တူညီတဲ့ key point တွေကိုဆွဲထုတ်ပြီးတော့ကျွန်တော်တင်ပြပေးပါမယ်ဗုဒ္ဓဟူးနေ့ကကျွန်တော်တို့ Real Madrid အသင်းရဲ့တာဝန်ရှိသူတွေနဲ့ Vinicius Junior ရဲ့ကိုယ်စားလှယ်တွေကဒီစာချုပ်သစ်ကိစ္စအတွက် Madrid မြို့မှာဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ် Real Madrid အသင်းကကျွန်တော်တို့ Vinicius Junior ကိုအရင်ကထပ်ပိုကောင်းတဲ့စာချုပ်သစ်နဲ့ကမ်းလှမ်းခဲ့တယ်Real Madrid အသင်းအနေနဲ့ Vinicius Junior ကိုစာချုပ်သစ်နဲ့ကမ်းလှမ်းနိုင်လိမ့်မယ်လို့ယုံကြည်ထားတယ် Real Madrid အသင်းကကျွန်တော်တို့ Vinicius Junior ကိုစာချုပ်သက်တမ်းတိုးမလားမတိုးဘူးလားဆိုတာကိုအမြန်ဆုံးဆုံးဖြတ်စေချင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အပြင်မှာကောလာဟာလာတွေထွက်နေတယ်။အဲ့ဒီကောလာဟာလာတွေကိုအမြန်ဆုံးရပ်တန့်စေချင်တဲ့အတွက်ကျွန်တော်တို့ Real Madrid အသင်းက Vinicius Junior ကိုအမြန်ဆုံးအဆုံးဖြတ်စေချင်တယ်လို့ဆိုထားတယ်။နောက်ပြီးကျွန်တော်တို့ Arsenal အသင်းတွေကလည်း Real Madrid အသင်းရဲ့တောင်ပန်ကစားသမား Vinicius Junior ကိုကျွန်တော်တို့ပိုကောင်းတဲ့ project plan တွေ contract offer တွေနဲ့တင်ပြထားတယ်တကယ်လို့သာကျွန်တော်တို့ Vinicius Junior အနေနဲ့ Real Madrid အသင်းနဲ့စာချုပ်သက်တမ်းမတိုးခဲ့ဘူးဆိုလို့ရှိရင်သူတို့အနေနဲ့ပေါ့နော်ဒီအပြောင်းရွှေ့ကိုလှုပ်ဆောင်သွားဖို့အတွက်အစဉ်သင့်ဆောင်ဆိုင်နေတယ်လို့ဆိုထားတယ်အဲ့တော့ Real Madrid အသင်းနဲ့ကျွန်တော်တို့ဒီ Real Madrid အသင်းရဲ့တာဝန်ရှိသူတွေနဲ့ကျွန်တော်တို့ Vinicius Junior ရဲ့ကျွန်တော်တို့ကိုယ်စားလှယ်တွေကMadrid မြို့မှာကျွန်တော်တို့မနေ့ကဗုဒ္ဓဟူးနေ့ဆိုတော့မနေ့ကပေါ့နော်မနေ့ကကျွန်တော်တို့ Madrid မြို့မှာဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ် Real Madrid အသင်းကတော့ကျွန်တော်တို့ Vinicius Junior ကိုဒီအရင်ကထပ်ပိုကောင်းတဲ့စာချုပ်သစ်နဲ့ကမ်းလှမ်းခဲ့တယ် Real Madrid အသင်းကဗျာကျွန်တော်တို့ Vinicius Junior ကိုစာချုပ်သစ်နဲ့ကမ်းလှမ်းနိုင်လိမ့်မယ်လို့လည်းယုံကြည်ထားတယ်ဘာကြောင့်လဲဆိုတော့ဗျာဒီမနေ့ကပေါ့နော်ဒီ Real Madrid အသင်းနဲ့တာဝန်ရှိသူတွေနဲ့ဒီ Vinicius Junior ရဲ့ကျွန်တော်တို့ကိုယ်စားလှယ်တွေကဒီဆွေးနွေးမှုမှာVinicius Junior ရဲ့ဒီကိုယ်စားလှယ်တွေကပေါ့နော်ဒီ abuse ball ဆောင်တဲ့ကျွန်တော်တို့ဆွေးနွေးမှုတွေတွေ့ခဲ့လို့ဒီ Real Madrid အသင်းကပေါ့နော်ဒီ Vinicius Junior ကိုဆက်လက်ပြီးတော့အသင်းမှာဆက်လက်ပြီးတော့ထိန်းသိမ်းထားနိုင်မယ်လို့ယုံကြည်မှုပို့ပြီးတော့မြင်မာနေတယ်လို့ဆိုထားတယ်အဲ့တော့ကျွန်တော်တို့ဒီ Real Madrid အသင်းကလည်းစာချုပ်သစ်ကိစ္စကိုကမ်းလှမ်းပြီးသွားပြီတကယ်ပဲဆုံးဖြတ်ဖို့လိုအပ်နေတာကတော့ Vinicius Junior တယောက်တည်းပဲ Vinicius Junior အနေနဲ့ဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာပါVinicius Junior ကိုကျွန်တော်တို့ Arsenal အသင်းကလည်းခေါ်ယူဖို့အတွက်အမှန်ကန်ကိုစိတ်ဝင်စားတာအခုကျွန်တော်တို့ဖော်ပြချက်အရဆိုလို့ရှိရင် Arsenal အသင်းနေနဲ့ဒီစာချုပ်သစ်ကိစ္စသာကျွန်တော်တို့အဆင်မပြေသွားဘူးဆိုလို့ရှိရင် Vinicius Junior ကိုပိုကောင်းတဲ့ project plan တွေနောက်ပြီးကျွန်တော်တို့ contract offer တွေနဲ့တင်ပြထားတယ်စာချုပ်သစ်ကိစ္စအဆင်မပြေသွားဘူးဆိုလို့ရှိရင်သူတို့အနေနဲ့ဒီအပြောင်းရွှေ့ကိုဘယ်လိုပြောပြမလဲဆက်လက်လှုပ်ဆောင်သွားဖို့ပေါ့နော်အစဉ်စဉ်ဆောင်ဆိုင်နေတယ်လို့ဆိုထားတယ်အဲ့တော့အရာအားလုံးကတော့ Vinicius Junior ရဲ့ဆုံးဖြတ်ချက်ပုံမှာပဲမူတည်နေတယ် Vinicius Junior အနေနဲ့ပေါ့နော်ဒီ Real Madrid အသင်းကိုပဲသူတို့အနေနဲ့ပေါ့နော်စာချုပ်သက်တမ်းတိုးမလားဒါမှမဟုတ်ကျွန်တော်တို့ဒီ Arsenal ကိုပဲပြောင်းရွှေ့မလားဒါမှမဟုတ်ရင်နောက်တစ်ချက်ဖြစ်တဲ့ပေါ့နော်စာချုပ်သက်တမ်းကုန်တဲ့အထိနေသွားမလားပေါ့နော်စာချုပ်သက်တမ်းကုန်ပြီးတော့ကျမှ free agent နဲ့ပြောင်းရွှေ့သွားမလားပေါ့ဒါပြီးပြီးကျွန်တော်တို့ Florentino Perez ဒီ Real Madrid အသင်းရဲ့ပေါ့နော် Real Madrid အသင်းရဲ့ဥက္ကဋ္ဌဒီ Florentino Perez ကတော့ Vinicius Junior ကိုသူ့အနေနဲ့စာချုပ်သစ်ဘယ်လိုပြောပြမလဲမချုပ်ဆိုဘူးဆိုလို့ရှိရင်သူ့အနေနဲ့ရောင်းချဖို့အတွက်စဉ်းစားသွားနိုင်တယ်လို့ဆိုထားတယ်အဲ့တော့သူသာတကယ်လို့စာချုပ်သစ်မှာတက်တမ်းမတိုးခဲ့ဘူးဆိုလို့ရှိရင်သူကကျွန်တော်တို့ဒီအခုလာမယ့်2020ခုဆိုလို့ရှိရင်စာချုပ်တက်တမ်းကုန်ပြီဘယ်လိုပြောပြမလဲအလွတ်ပြောင်းရွှေ့ခြင်းနဲ့တော့လက်လွတ်လိုက်မယ်လို့တော့မထင်ဘူးပေါ့နော်မဖြစ်မနေသူကတကယ်လို့စာချုပ်တက်တမ်းမတိုးဘူးဆိုလို့ရှိရင်တော့ရောင်းချဖို့အတွက်ဆုံးဖြတ်မှာပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ Vinicius Junior အနေနဲ့ပေါ့နော် Real Madrid မှာပဲတက်တန်းတိုးမလားဒါမှမဟုတ်ကျွန်တော်တို့ Arsenal အသင်းကိုပဲရွေးချယ်ပြီးတော့ဘယ်လိုပြောပြမလဲပြောင်းရွှေ့သွားမလားဒါမှမဟုတ်တကယ်ပဲကျွန်တော်တို့ Vinicius Junior ကိုကျွန်တော်တို့ဒီ Florentino Perez ကတကယ်ပဲရောင်းဖို့အတွက်ပေါ့နော်ခွင့်ပြုလိုက်တယ်ဆိုလို့ရှိရင်ရောင်းဖို့အတွက်စာချုပ်တက်တမ်းမတိုးလို့ရောင်းဖို့ခွင့်ပြုလိုက်တယ်ဆိုလို့ရှိရင်ဒီတွေတွေကိုဘယ်အသင်းတွေကရောဝင်ရောက်လာနိုင်မလဲဆိုတာဆက်လက်စောင့်ကြည့်ရပါဦးမယ်ဒါကတော့ကျွန်တော်တို့ Vinicius Junior နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရတဲ့သတင်းချက်လက်များပဲဖြစ်ပါတယ်အရာအလုံးကတော့ Vinicius Junior ရဲ့အပေါ်မှာပဲမူတည်နေပါတော့တယ်Vinicius Junior ဘယ်လိုဆုံးဖြတ်မလဲဆိုတာဆက်လက်စောင့်ကြည့်ရပါတော့မယ်
ညီကိုတို့ရောဘယ်လိုမြင်လဲညီကိုတို့ရဲ့အမြင်ကိုလည်းအောက်က comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်